ကေဘောလောကမှာပန်းထူသွေးအဖြစ်သတ်မှတ်ခံရတဲ့တီအဲရာအဖွဲ့ဝင်ဟောင်းယူဝါရောင်ကေဘောပရိသတ်တွေကြားမှာတီအဲရာအဖွဲ့ဟာနာမည်ကြီးရတဲ့ကန်ဆိုးသွားတဲ့အဖွဲ့အဖြစ်နာမည်ကြီးပါတယ်။2009မှာပဲပွဲဥထွက်ခဲ့တဲ့တီအဲရာဟာထိပ်တန်းအဖွဲ့ဝင်တစ်ခုအဖြစ်နာမည်ကြီးလူကြိုက်များခဲ့ပြီးတော့စဝါလုံးနဲ့အလဲပြောင်းနဲ့ကြုံတွေ့ခဲ့ရတာပါ။အဖွဲ့ဟာအရှိန်ဟုန်နဲ့အောင်မြင်နေချိန်2012မှာတော့အဖွဲ့အတွင်းအနိုင်ကျင့်မှုအပါအဝင်မန်မာတယောက်ကိုဝိုင်းနိုင်ကျင်းကြတယ်ဆိုတဲ့အကြောင်းအရာနဲ့အတော်လေးအမုန်းခံခဲ့ရတာပါ2012မှာတီအဲရာဟာဂျပန်မှာဖျော်ဖြေပွဲလုပ်နေချိန်မှာမန်မာဝင်တယောက်ဖြစ်တဲ့ယူဟာယောင်ဟာဒဏ်ရာတွေကြောင့်စင်ပေါ်မှာမပါဝင်နိုင်ခဲ့ပါဘူးတခြားမန်မာတွေဖျော်ဖြေနေချိန်မှာကလထိုင်ပေါ်မှာထိုင်ရင်းနဲ့တချင်းတစ်ပုတ်ပဲတီးဆိုသွားခဲ့သလိုလေးစိတ်စင်းတာအပါအဝင်ဂျိုင်းတောက်နဲ့သွားလာနေရတာကြောင့်ပရိသတ်တွေဟာဟွာယောင်ကိုအသနာပို့ခဲ့ကြပါတယ်ဒါအပြင်တီအဲရာအဖွဲ့ဝင်တချို့ကဆိုရှယ်မီဒီယာမှာတင်လိုက်တဲ့အကြောင်းအရာတွေဟာဟွာယောင်ကိုဝိုင်းပြောနေကြတာဖြစ်တယ်လို့ဝေဖန်မှုတွေပါရှိလာခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲဟွာယောင်ရဲ့အမွာအမဖြစ်သူကမန်မာတွေတင်လိုက်တဲ့စာကိုတုံ့ပြန်လာတာကြောင့်တီအဲရာအဖွဲ့ဝင်တွေဟာဟွာယောင်ကိုအနိုင်ကျင့်တယ်ဆိုတဲ့အကြောင်းဟာသတင်းကောင်းစင်တွေဖြစ်လာပြီးတော့အဖွဲ့အနေနဲ့ပြည်သက်တွေရဲ့စိုးစိုးဝါးဝါဝေဖန်မှုတွေကိုစတိုက်ခံလာရပါတယ်။သိမကြခင်မှာပဲဟွာယောင်အဖွဲ့တွေကထွက်သွားတယ်ဆိုတဲ့သတင်းမှာထွက်လာတာကြောင့်ကျန်တဲ့မန်မာတွေဟာဟွာယောင်ကိုအနိုင်ကျင့်တယ်ဆိုတဲ့သတင်းဟာမှန်ကန်တယ်ဆိုပြီးတော့ပြည်သက်တွေအကုန်လုံးကယူဆလိုက်ကြပါတယ်။အဲ့ဒီချိန်ကစပြီးတီအဲရာအဖွဲ့ဟာကေဘောဖန်တွေရဲ့အဆိုးဝါးဆုံးဆက်ဆံမှုကိုခံခဲ့ရပါတယ်။တခြားကေဘောအိုက်ဒေါအဖွဲ့တွေနဲ့အတူဖျော်ဖြေနေချိန်မှာတီအဲရာအလှည့်ကိုရောက်လာရင်မိတွေပိတ်ပြီးတော့အားပြင်းတန်တွေမလုပ်ကြတော့တာပါ။တီအဲရာထွက်သွားဆိုတဲ့စကားစုကိုတန်ပြိုင်အော်ဟစ်တာမျိုးအပါအဝင်ကြောက်စရာကောင်းတဲ့လုပ်ရက်တွေအများကြီးလုပ်ခဲ့ကြတာပါ။မန်မာတွေဟာလည်းသူတို့ကိုစိုးစိုးဝါးဝါဆက်ဆံနေတဲ့ပြည်သက်တွေကြားမှာတော့အကောင်းဆုံးဖျော်ဖြေမှုတွေကိုစ조사ပေးခဲ့ကြပေမယ့်သူတို့အတွက်လည်းအဲ့ဒီချိန်ကာလတွေဟာအဆိုးဆုံးဖြစ်နေခဲ့တာပါ။ဂျပန်မှာတော့အဖွဲ့ထဲကထွက်သွားတဲ့ဟွာယောင်ဟာတရုတ်ဆောင်မင်းသမီးအဖြစ်စကားတော်များများမှာပါဝင်ပြီးတော့တက်သစ္စမင်းသမီးတယောက်အနေနဲ့လူလူချစ်တာကိုခံခဲ့ရပါတယ်။တီအဲရာအဖွဲ့ကတော့အိုက်ဒေါအဖွဲ့တွေမကြုံကျင်ဆုံးဖြစ်တဲ့ Black Ocean မီးမောင်ချပြီးဖျော်ဖြေနေတဲ့အိုက်ဒေါတွေကိုကန့်ကွက်ဆန္ဒပြတာမျိုးတွေကိုတော့ခဏခဏကြုံခဲ့ရပါတယ်။2019မှာတော့ဟွာယောင်နဲ့သူ့အမတို့ဟာရှိုးတစ်ခုမှာအတိတ်တုန်းကအနိုင်ကျင့်ခံမှုအပါအဝင်တီအဲရာအဖွဲ့ဝင်တွေဟာသူတို့အပေါ်လုပ်ခဲ့တာတွေကိုပြောပြခဲ့ပါတယ်။ရှိုးမှာသူတို့ပြောပြီးမကြခင်မှာပဲတီအဲရာအဖွဲ့ရဲ့ဝန်ထမ်းဟောင်းတယောက်ဘက်ကနေပြီးတော့မန်မာတွေဟာယူဟွာယောင်ကိုအနိုင်ကျင့်တာမျိုးမလုပ်ခဲ့ကြောင်းဟွာယောင်ကသာအဖွဲ့ဝင်တွေကိုတစ်ဖက်သက်ဆွဆွဲခဲ့ပြီးပန်းထူသွေးလုပ်ခဲ့တာဖြစ်ကြောင်းသက်သေတွေနဲ့တင်လာခဲ့ပါတယ်။ဟွာယောင်ဟာတန်ရာရပြီးအဖွဲ့လှုပ်ရှားမှုတွေမလုပ်နိုင်ဘူးလို့ဆိုတဲ့အချိန်မှာတော့အမှန်တကယ်တန်ရာရတာမဟုတ်ပဲဟန်ဆောင်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တာပါ။ဒါအပြင်သူမဟာအဖွဲ့ကိုနောက်ကျမှရောက်လာပေမဲ့တကယ်အမှုပညာရှင်လိုမျိုးနေပြီးတော့အဖွဲ့အတွင်းမှာပူးပေါင်းဆောင်ရွက်တာတခြားအဖွဲ့ဝင်တွေကိုကြည်ပေးတာမျိုးမရှိခဲ့ဘူးလို့ပြောခဲ့တာပါ။သတင်းတွေထွက်လာချိန်မှာတော့တီအဲရာအဖွဲ့ကတော့သူတို့မလုပ်ခဲ့တဲ့ပြစ်မှုတွေနဲ့ကေဘောလောကကြီးထဲမှာအနိုင်ခံဆွဆွဲခံပြီးနေထိုင်ခဲ့ရတာပါ။မကြသေးခင်ကရှိုးတစ်ခုမှာတီအဲရာအဖွဲ့ရဲ့တထေးဖြစ်သူကသူ့အနေနဲ့အတိတ်ကတီအဲရာအဖွဲ့ကိစ္စကိုကင်တွယ်တာမှားသွားခဲ့လို့နောက်တာအများကြီးရနေကြောင်းပြောလာခဲ့တာပါ။အဖွဲ့အတွင်းမှာအနိုင်ကျင့်မှုတွေမရှိဘဲသတင်းတွေထွက်လာချိန်မှာတော့သူ့အနေနဲ့ဖြေရှင်းလို့ရပေမဲ့ဟွာယောင်တို့ညီအမရဲ့အနာဂတ်ပျက်စီးသွားမှာကိုစိုးရိမ်ပြီးတိကျတဲ့ဖြေရှင်းချက်မထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အခုချိန်ထိလည်းသူ့အနေနဲ့အဲ့ဒီလိုဆုံးဖြတ်ချက်ချခဲ့တာကိုနောင်တရတယ်ဆိုတာကိုပြောခဲ့တာပါ။ဒီပိုင်းထုံးလွှင့်ပြီးနောက်ရက်မှာတော့ယူဟွာယောင်ဘက်ကနေပြီးတော့ဆိုရှယ်မီဒီယာကနေတဆင့်သူဟာတကယ်ကိုအနိုင်ကျင့်ခံခဲ့ရတာဖြစ်ပြီးတော့မန်မာအကောင်လုံးမဟုတ်ပေမဲ့တချို့အဖွဲ့ဝင်တွေဟာသူ့ကိုစကားနဲ့အနိုင်ကျင့်တာမျိုးအပြင်ကိုထိလက်ရောက်အနိုင်ကျင့်တာမျိုးတွေပါရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်သူ့အနေနဲ့အနိုင်ကျင့်ခံရတဲ့တပ်တွေတွေကိုဖွင့်ချဖို့ရည်ရွယ်ခဲ့ပေမဲ့တရေဖြစ်သူကနေပြီးတော့တပ်တွေကိုမချပြဘူးဆိုရင်အမဖြစ်သူရဲ့အမှုပညာလမ်းကြောင်းကိုအစဉ်ပြေအောင်စ조사ပေးမယ်လို့ကတိပေးခဲ့တာကြောင့်မချပြခဲ့တာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်သူ့အမွာအမဖြစ်သူကလည်းအဲ့ဒီတုန်းကသူညမဖြစ်သူအနိုင်ကျင့်ခံနေရတာကိုသူသိတာကြောင့်တခြားမန်မာတွေကိုချင်းဆောင်စာပို့မိကြောင်းအခုလိုမျိုးညီမဖြစ်သူကိုပန်းထူသွေးလိုမျိုးပြောနေတာဟာမှန်မှန်ကန်ကြောင်းပြောလာခဲ့ပါတယ်။လက်ရှိမှာတော့တီအဲရာအဖွဲ့ဝင်တွေဘက်ကနေပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်တာမျိုးမလုပ်သေးပေမဲ့ဖန်မီတင်ဖျော်ဖြေပွဲတွေကိုပဲအာယုံဆိုင်ကစက်တိုက်ကျင်းပနေတာဖြစ်ပါတယ်။ပြည်သက်တွေကတော့ဟွာယောင်တို့ညီအမကိုဒုတိယအကြိမ်ယုံကြည်ပေးဖို့ခက်ခဲကြောင်းအခုလိုမျိုးထပ်ပြီးပန်းထူသွေးနေကြတဲ့အကြောင်းရင်းကိုနားမလည်ကြောင်းမှတ်ချက်တွေပေးထားကြပါတယ်။တီအဲရာအဖွဲ့ဟာငကိုကအဖွဲ့ဝင်10ယောက်နီးပါးရှိနေပေမဲ့အခုဆိုရင်ဂျူရီအန်ချောင်းဟိုမင်းဂျီယွန်းတို့ပဲကျန်တော့တာဖြစ်ပါတယ်။